ပြောသည့်စားရင်သွားကြိုးဘူးလားဟမ်ဘာကြီးငါပြောသည့်စားရင်သွားကြိုးဘူးလားဟုတ်လားမကြောက်ဘူးမလားဒါပေမဲ့လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီကတင်တာငါပြောသည့်စားခဲ့မင်းသွားဆိုင်ကိုပတ်စံရင်ဆုထားပါလိမ့်မယ်ဘာလို့လဲဆိုတော့အခုတင်မြင်နေရတဲ့လှလှပပအသီးနှံတွေကအရင်တော့လူမပြောနဲ့တင့်မိတ်ဆွေမြောက်တီတောင်မစားတဲ့တကယ်အမိုက်တွေဖြစ်ခဲ့လို့ပါပဲသူတို့ဘလောက်တော့စားရဆိုးခဲ့လဲဆိုတာကိုလေ့လာကြည့်ရအောင်ကဲနွေရာသီရဲ့အချစ်တော်ဖျဲသီးကနေစလိုက်အောင်16ရာစုကပကြီးကားတွေကိုကြည့်လိုက်အဲ့တွေကဖျဲသီးတွေကအခုလိုနေရဲနေတာမဟုတ်အထဲမှာအသားကနည်းနည်းလေးပြီးတော့အဖြူရောင်ခေါင်းပေါက်ကြီးတွေနဲ့တောရိုင်းထဲမှာပေါက်တဲ့မူလဖျဲသီးတွေဆိုရင်မိုးတော်ဆိုးသေးတယ်အချင်းက2လက်မလောက်ပဲရှိပြီးအရသာကလည်းအရန်ခါတယ်တင်ရတာကိုစားမိရင်ချိုစားရလို့မဟုတ်ပဲနဲ့ဆေးခါးကြီးတောက်လိုက်ရလို့ခံစားရမှာပါလူတွေကပိုချိုပိုနီးပိုအသားများတဲ့အသီးတွေကိုပဲရွေးဆိုင်ရင်းနဲ့အခုလိုမျိုးရေခဲတတားတွေထဲမဆန်တဲ့ဖျဲသီးအဲစတုံးကြီးဖြစ်လာတာပါနောက်တစ်ခုကကြတော့ငှက်ပြောသီးဒါကတော့အဆိုးဆုံးပဲအခုတင်စားနေတဲ့ငှက်ပြောသီးမှာစိတ်ရှိလားမရှိဘူးလို့ဖြေမှာမလားတကယ်တော့ရှိလေဒါပေမဲ့တင့်မျက်နှာအမဲဆက်တွေလောက်ပဲရှိတာဒါပေမဲ့မူလငှက်ပြောသီးဝိုင်းဘနာနာကိုကြည့်လိုက်ဦးအထဲမှာကြောက်ခဲလောက်မှာတဲ့အစေကြီးကပြည့်နှက်နေတာတင်ငှက်ပြောသီးတစ်လုံးစားမယ်ဆိုရင်တွားကြိုးမဲ့ကြီးကိုအရင်ပူနေရမှာအသားကလည်းနည်းနည်းလေးလူတွေကအစိတ်မပါတဲ့မျိုးဗီဇချွင်းချက်ရှိတဲ့အပင်တွေကိုရွေးပြီးပွားလိုက်လို့ဒါအခုလိုမျိုးခွန်နှွာပြီးရတယ်တန်းဝါလို့ရတဲ့အဆင့်ရောက်လာတာပါပြောင်းဖူးဒါကတော့တကယ်ကို transform ဖြစ်သွားတဲ့ကောင်းပဲအရင်မူလကပြောင်းဖူးဆိုတာမျက်ပင်တစ်မျိုးပဲအစိတ်ကလည်း90လောက်ပဲပါတယ်အခွန်ကလည်းတန်ချက်ကလို့မှားတယ်လူတွေကမျိုးဆက်လိုက်တာဘယ်လောက်တောင်စွမ်းလဲဆိုရင်အခုဆိုရင်ရှေးဦးပြောင်းမှုထက်အစာပေါင်း1000လောက်ပိုကြီးလာပြီးတော့အချိုဓာတ်ကလည်းအစာပေါင်းများစွာတက်လာတယ်အခုခေတ်ပြောင်းမှုတွေကလေလူဘယ်လောက်တောင်အားကိုးနေရလဲဆိုရင်လူတွေကလာမဆိုင်ပေးရင်သူတို့ဘာသာသူတို့တောင်မျိုးမပွားနိုင်တော့ပါဘူးပြီးတော့မတ်မွန်တီအခုခေတ်မတ်မွန်တီကလက်တဆုပ်စာလောက်ကြီးပြီးတော့အရသာလည်းချိုအီနေရပဲဒါပေမဲ့ရှေးဟောင်းတရုတ်ပြည်ကမတ်မွန်တီကိုကြည့်လိုက်ပါအရွယ်စားက cherry တီးလောက်ပဲရှိပြီးအရသာကလည်းအခုလိုမချိုပါဘူးစားငံတေးသေးဝါနေရတယ်လို့ပါပဲအသားကလည်း10%လောက်ပဲပါတယ်တင်တာရေးခက်ကမွေးခဲ့ရင်မတ်မွန်တီစားဖို့နေတာသာကြည့်အောင်ကြည့်ချင်မှာမဟုတ်ပါဘူးအခုဆိုရင်လူတွေကမျိုးဆက်လိုက်တာကြောင့်မူလထက်အစား60လောက်ပိုကြီးလာပြီးတော့ပိုချိုလာပါတယ်တကယ်ကို plastic surgery လုပ်လိုက်တယ်လို့ပြောင်းလဲသွားတာပါဒါကြောင့်နောက်တစ်ခါအတီးစားရင်တဘာဝတရားကြီးကိုပဲစွတ်ကျေးဇူးတင်မနေပါနဲ့အဲ့ဒါကိုစားလို့ရအောင်နှစ်ပေါင်း9000လောက်ကလိခဲ့တဲ့လူသားတွေကိုပဲကျေးဇူးတင်လိုက်ပါ